အခုသင်မယ့်သင်ခန်းစာတော့ Puppet Web နဲ့ Content and Landscape ဆိုတဲ့သင်ခန်းစာနှစ်ခုပဲဖြစ်ပါတယ်။အခုပထမဆုံး Puppet Web အကြောင်းစပြောပါမယ်။ Puppet Web ဆိုတာတော့ကျွန်တော်ဒီ image မှာရှိတဲ့ရာဝတ္ထုတစ်ခုကိုပေါ့မူလရဲ့အစားထက်တိုသွားအောင်ဒါမှမဟုတ်ရှည်သွားအောင်ပေါ့ဒီလိုဆွဲဆန့်လိုက်တဲ့နေရာတွေမှာသုံးပါတယ်။ဒီလိုမျိုးဟိုကသုံးမယ်ဆိုရင်တော့ဒီကိုပြုလုပ်မဲ့ဒီ object ဟာပေါ့တိကျလေယာတစ်ခုမှရှိနေရမှာဖြစ်ပါတယ်အခုကျွန်တော်ပြုလုပ်ချင်တာဒီသစ်ပင်ကိုပေါ့ဒီအသီးကိုဒီလူကလှမ်းခူးနေတယ်ပေါ့အဲ့ဒီခါဒီပုံမှာမမြည်ဘူးဖြစ်နေပေါ့ကျွန်တော်ဒီသူ့ရဲ့လက်ကိုမှီအောင်ပေါ့ဒီလက်ကြီးတစ်ခုတည်းကိုပဲဆွဲဆန့်တဲ့ပုံစံမျိုးလုပ်လိုက်မယ်ပေါ့ဒီလူတယောက်လုံးမရွှေဘူးပေါ့ဒီလက်ကလေးတစ်ခုကိုပဲဆွဲဆန့်ပြီးတော့ဒီအသီးကိုမှီအောင်လှမ်းလုပ်လိုက်မယ်အဲ့လိုမျိုးလုပ်ချင်တဲ့အခါဒီလူကတီးခြားလေယာတစ်ခုမှရှိနေရမယ်အဲ့လိုတီးခြားလေယာတစ်ခုမှရှိမှလုပ်လို့ရမှာပါအဲ့တော့ကျွန်တော်ဒီလူကိုပေါ့တီးခြားလေယာတစ်ခုဖြစ်အောင်ခွဲထွက်ပါမယ်ဒီလူကိုဆက်လက်ရင်မှတ်လိုက်တယ်ပေါ့ပြီးတော့ကျွန်တော် control J ကိုနှိပ်မယ်ဟော control X နဲ့လုပ်မယ်ပေါ့ဒါဆိုရင်ဒီလူကတီးခြားလေယာတစ်ခုရောက်သွားမှာကျွန်တော်အခု edit ကနေ cat ပေါ့ဒါမှမဟုတ် keyboard ကနေ control X ကိုနှိပ်လိုက်ပါပြီးရင် control V ကိုနှိပ်လိုက်ပါဒါဆိုနောက် layer တစ်ခုတော့မှာပေါ့ဒီ image ကရောက်သွားပါပြီဒီနေရာလေးမှာပဲနေရာပြန်ချလိုက်ပါတယ်ပြီးတော့ဒီ image ပေါ်မှာရှိရဟာပေါ့ဒီသူက image ကအဖြူဆိုတော့ကျွန်တော်ဒီခဲပြတ်နေပဲသူအောက်မှာရှိတဲ့စေးအစနာလေးဖြတ်လိုက်ပါမယ်ဒါကတော့ကျွန်တော်အကြမ်းမြင်လုပ်ပြတာအဓိကပြောချင်တာဒီ Puppet Web ရဲ့ function ကြောင့်ပြောချင်လို့ပေါ့သူလောက်ဆောင်ချက်ကြောင့်ပြောပြချင်လို့ပါအခုကျွန်တော် layer သီးသန့်တစ်ခုရောက်သွားပြီဆိုရင်ပေါ့ edit ကနေ Puppet Web ဆိုတာရှိပါတယ် Puppet Web ထဲဝင်လိုက်ပါဟိုကျွန်တော်ကဒီလက်ကိုဆွဲဆန့်နေတယ်ပေါ့လက်ကိုဆွဲဆန့်နေတဲ့အခါကျွန်တော်ဒီကိုဆန့်နေတဲ့အရင်နဲ့အဖျားဘက်ပိုင်းကိုအမှတ်လေးနှစ်မှတ်ထားပေးလိုက်ပါပထမတစ်ချက် click နှိပ်မယ်ပေါ့နောက်တစ်ချက်ထပ် click နှိပ်ပေးလိုက်ပါဟိုနောက်တစ်ခါ click နှိပ်လိုက်တဲ့ဘက်ကနေဆွဲဆန့်ပေးမှာပါကျွန်တော်ဒီ wire point လေးပေါ့ဒီ wire point လေးကိုဖိပြီးတော့ကိုလိုချင်တဲ့အနေအထားတစ်ခုရအောင်အခုလိုဖိဆွဲလို့ရပြီးရင် enter key ကိုနှိပ်ပေးလိုက်ပါဒီ background မှာရှိနေဒီဆေးကြံနေတဲ့အစာလေးကိုကျွန်တော်လိုက်ဖြတ်တာပါပုံမှန် layer တစ်ခုမှတီးခြားရှိရဲဆိုရင်တော့ဒီလိုမျိုး select မှတ်ပြီးတော့တီးသန့်ခွဲထုတ်တယ်မလို့ပါဘူးဒါဆိုရင်တော့ဟိုဒီလူရဲ့လက်ဟာအသီးကိုလှမ်းမိသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ funny ပေါ့အပျော်သဘောပုံလေးတစ်ခုပြုတ်လုပ်တဲ့သဘောပါနောက်တစ်ခု content aware scale ကြောင့်ပြောချင်ပါတယ် content aware scale ဆိုတာကြောင့်ကိုလက်ရှိနေရပေါ့ဒီ image မှာပေါ့သူနောက်ခံ background လည်းရှိမယ်ကိုဒီ image ခုပေါ့ဒီလူဆိုလူပေါ့ဒါမှ object တစ်ခုရှိနေမှာပေါ့ဒီပုံမှာတော့ကျွန်တော် model ဆိုတဲ့ object လေးရှိနေပါတယ်ဒီ model ဆိုတဲ့ဒီ object လေးပေါ့အခုလက်ရှိနေတဲ့အနေထားနဲ့ပိုပြီးကြီးလာတယ်လို့ဖြစ်အောင်ပေါ့အပြင်ပိုပြီးတော့ကျွန်တော်ကင်မရာနဲ့ရိုက်တဲ့အခါ zoom ဆွဲပြီးရိုက်သလိုဒီဘဝနဲ့ပိုပြီးတော့ချဲ့လိုက်လို့ကြီးသလိုဖြစ်အောင်ပြုလုပ်မှာပါအဲ့လိုပြုလုပ်မယ်ဆိုတော့ကိုပြုလုပ်မဲ့ object ပေါ့ဒီမှာဆိုရင်တော့ဒီ model ပုံပေါ့အရင်ဆုံးသူ select မှတ်ပေးလိုက်ပါတိကျစရာမလိုပါဘူးသူ့အနာပတ်ဝန်းကျင်မှတ်ထားပေးနိုင်ရပါတယ်ပြီးရင် Windows ရဲ့ပေါ့ channel ဆိုတဲ့ဝင်မှာ save selection as channel ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါဒါဆိုရင်ဟို alpha ဆိုတဲ့ channel တစ်လေးတစ်ခုပေါ်လာပါပြီပြီးရင်ကျွန်တော်
control A နဲ့ပေါ့ဒီ image တစ်ခုလုံး select မှတ်လိုက်ပါဒါပေါ့ edit ကနေ sorry select ကနေပေါ့ set ထဲကနေ all ဆိုတာနှိပ်လိုက်လည်းရပါတယ်ကျွန်တော်အပြင် edit ထဲမှာပေါ့ content and where scale ဆိုတာရှိပါတယ် control order shift C ဆိုတာပေါ့ကလေးကိုနှိပ်လိုက်လည်းရပါတယ်ဟုတ် content and where scale ဆိုတာနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အခုလို4000ဘောင်လေးတစ်ခုပေါ်လာပါပြီဒီ4000ဘောင်ရဲ့ဒီ down လေးတွေကနေကျွန်တော်ဒီ image ကိုချုပ်ပေးလိုက်ရပါမယ်ကျွန်တော်ဒီတစ်ခါချုပ်တာနဲ့ပေါ့ဒီလိုဖိရွှေ့ရနဲ့၄ဘက်လုံး၄ဘက်၄တန်လုံးကျွန်တော်ချုပ်အောင်လုပ်မယ်ဆိုတော့ keyboard ကနေ order ရဲ့ရှစ်ရဲ့ကိုဖိထားပါပြန်အခုလိုဆွဲပြီးတော့ချုပ်ပေးလိုက်ပါနောက်တင်မဲ့သင်ခန်းစာတော့ content aware scale ကြောင်းဖြစ်ပါတယ်ကျွန်တော် content aware scale ဆိုတာကျွန်တော်ဒီ image တစ်ခုမှာပေါ့နောက်ခံ background အနေနဲ့ဒီ background တစ်ခုရှိမယ်ဒီမှာလည်း object တစ်ခုရှိမယ်ဆိုရင်ကျွန်တော်ဒီ object ကိုပေါ့လက်ရှိရှိနေတဲ့အနေအထားနဲ့ပို့ပြီးတော့ကြီးလာအောင်ပေါ့ပို့ပြီးတော့အနီးကပ်မြင်ရသလိုဖြစ်အောင်ချဲလို့ရပါတယ်အဲ့လိုမျိုးပြုလုပ်မယ်ဆိုရင်တော့အရင်ဆုံးပေါ့ဒီ image ထဲမှာရှိတဲ့ကိုယ့်ရဲ့ object ပေါ့အခုဆိုရင်တော့ model ပုံမှာဒီပုံအရင် select မှတ်လိုက်ပါပြင်ကျွန်တော် Windows ထဲမှာပေါ့ channel ဆိုတာရှိပါတယ် channel ထဲကိုဝင်ပါ channel ထဲမှာရှိရဲ့ save selection as channel ဆိုတာရှိပါတယ်ဒီ button လေးကိုနှိပ်လိုက်ပါဒါဆို alpha channel ဆိုပြီးတော့အခု channel တစ်လေးပေါ်လာပါပြီပြီးရင် keyboard ကနေ control A ဒါမှမဟုတ် select ထဲကနေပေါ့ all ဆိုတာနှိပ်လိုက်ပါဒါဆိုပုံတစ်ခုလုံး select ဖြစ်သွားပါလိမ့်မယ်ပြီးရင် edit ထဲကနေ content aware scale ဆိုတာနှိပ်လိုက်ပါဒါမှမဟုတ် keyboard ကနေ control order shift C ဆိုတာနှိပ်လိုက်ရပါတယ်အဲဆိုဒီလိုဒီ4000 box လေးတစ်ခုပေါ်လာပါပြီဒီ product ဆိုတဲ့နေရာမှာပေါ့ကျွန်တော်ကိုဒီ channel သစ်ဖွင့်တာအခုလောဆယ် alpha channel alpha 1ဆိုတဲ့ channel ပါအဲ့တော့ဒီ alpha 1ကိုယူပေးလိုက်ပါပြီးရင်ဒီအနားလေးဘက်ဟိုပေါ့အလဲဘက်ကိုခြုံထားပေးလိုက်ရမယ်ကျွန်တော်တပြိုင်နက်ခြုံနေတယ်ဆိုတော့ဒီမူရင်း background ချိုးစားလည်းမပြတ်ဘူးမူရင်း background ချိုးစားတယ်ကျွန်တော်ဒီဘက် channel နဲ့ဒီဘက် channel ပေါ့သူတစ်ဖက် channel ကိုပဲကျွန်တော်ဆွဲလိုက်မယ်ဆိုရင်ဒီဘက် channel ကြီးပြီးဒီဘက်ကနေကျင်းသွားမယ်သေးသွားမယ်ပေါ့အဲ့ခါကျကျွန်တော်ပြိုင်တူပေါ့ဒီ image တစ်ခုလုံးချုပ်မယ်ပေါ့ဒါဆိုရင် keyboard ကနေ order နဲ့ shift နဲ့ကိုဖိထားပါပြီးရင်အခုလိုဖိဆွဲပြီးချုပ်လို့ရပါတယ်ကိုယ်စိတ်ကြိုက်နေတာတစ်ခုရောက်သွားပြီဆိုရင်ကျွန်တော် enter key ကိုနှိပ်လိုက်ပါဒါဆိုဒီ image မှာကလူပေါ်ကပိုကြီးသလိုပါပဲပိုပြီးသိတာခြင်းနဲ့ဆိုတော့ကျွန်တော်ဒီ image ကိုပေါ့မူလရွယ်စားဖြစ်အောင်ပြန်ချဲလိုက်ပါedit ကနေပေါ့ကျွန်တော် free transform ဒါမှမဟုတ် control D ကိုနှိပ်လိုက်ပါပြန်ခုနလိုပဲ order shift နဲ့ပြန်ဖိပြီးတော့ချိန်ပေးလိုက်ပါပြန် enter key ကိုနှိပ်လိုက်ပါအခုဆိုရင်ကြည့်ပါဒီဘက် channel တော့မူလပုံဖြစ်ပြီးတော့ဒီဘက်ကတော့ကျွန်တော် content aware scale ဆိုတဲ့လောက်ဆောင်ချက်လေးကိုအသုံးပြုပြီးတော့ပြုပြင်ထားတာဖြစ်ပါတယ်ဒီလူပုံမော model ပုံဟာဒီဘက်ချမ်းမှာရှိနေ image ကိုပို့ပြီးတော့ရှေ့ကိုရောက်လာသလိုပေါ့ဒီနေရာမှာကျွန်တော်ကင်မရာနဲ့နီးနီးကပ်ကပ်ရိုက်ကူထားသလိုပို့ပြီးတော့ထင်ရှားပြီးတော့ကြီးလာတာကိုတွေ့ရမှာပါဒါကတော့ puppet web နဲ့ content aware scale အသုံးပြုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်